in summer air. ဒီလိုခရမ်းရောင် Korean makeup look လေးကိုအခုတစ်ခါမှမချဲဘူးတဲ့ဒီနေ့မှာ inspire ယူပြီးတော့ချက်ကြည့်ပါမယ်နော် foundation အရောင်လေးကိုတော့တားရည်ထက်ပိုဖြိုတဲ့အရောင်လေးကိုရွေးထားတယ်ပေါ့နော်ပြီးရင် concealer လေးနဲ့မျက်ကွင်းညိုတဲ့နေရာနှာခေါင်းနှစ်ဖက်ကြားหนีတဲ့နေရာတွေပြီးရင်နှာခမ်းတောင်ပိုင်းညိုတဲ့နေရာတွေကိုဖုံးပေးလိုက်မယ်ကိုယ့်ရဲ့မျက်ခုံးမွေးလမ်းကြောင်းအတိုင်းပဲမျက်ခုံးမွေးချဲပေးပြီးတော့မျက်ခုံးမွေးရဲ့အရောင်လေးကိုပိုဖြော့သွားစေချင်လို့ eyebrow mascara လေးနဲ့ဆိုပေးလိုက်တယ်။နာတန်လေးဖော်ပြီးတော့အရောင်လေးတဘာဝကျအောင်လို့ brush လေးနဲ့ဖြန့်ပေးပြီးရင် makeup sponge လေးနဲ့ထပ်ပြီးတော့ဖြန့်ပေးလိုက်တယ်။အညိုရောင်လေးနဲ့နာတန်လေးပေါ်မှာထပ်ပြီးတော့ချဲပေးလိုက်တယ်။အဖြူရောင်လေးကိုယူပြီးတော့နာတန်လေးလင်းနေအောင်လို့ထပ်ချဲပေးလိုက်တယ်။ခရမ်းရောင် eyeshadow palette ထဲကအဖြော့ဆုံးအရောင်လေးကိုအရင်ယူပြီးတော့မျက်ကွင်းအပေါ်နဲ့အောက်ပိုင်းကိုချဲပေးလိုက်တယ်။ပြီးရင်ဒီခရမ်းရောင်လေးကိုယူပြီးတော့ခုနအတိုင်းပဲအပေါ်မျက်ကွင်းနဲ့အောက်မျက်ကွင်းကိုထပ်ချဲပေးလိုက်တယ်။ဒီလက်လက်ကလေးအရောင်လေးယူပြီးတော့အပေါ်မျက်ကွင်းအတွင်းပိုင်းနဲ့အောက်မျက်ကွင်းအတွင်းပိုင်းကိုချဲပေးလိုက်တယ်။အညိုရောင်လေးယူပြီးတော့မျက်ကွင်းအောက်အတွင်းပိုင်းနေရာလေးကိုလိုင်နာလေးဆွဲပေးလိုက်တယ်။မျက်လုံးလေးပိုကြည့်အောင်လို့အောက်နားလေးမှာအရစ်လေးထပ်ဆွဲပေးလိုက်ပါတယ်။ eyeliner လေးဆွဲပြီးရင်ဒီလက်လက်ကလေးအရောင်နဲ့နှာခေါင်းထိပ်နဲ့နာတန်ပေါ်မှာလင်းသွားအောင်လို့တို့ပြလိုက်တယ်မျက်လုံးအတွင်းပိုင်းနေရာလေးတွေကိုလည်းထပ်တို့ပြလိုက်တယ်ပြီးရင်ဒီအနက်ရောင်လေးယူပြီးတော့ခုနကခြေထားတဲ့အရောင်ဖြော့တဲ့နေရာတွေထဲမှာထပ်ပြီးတော့အရောင်ရင်းအောင်လို့ထပ်ချဲပြလိုက်တယ်အရောင်တွေကအလုံးဖြော့နေဆိုရင်ဘာမှမတွေ့ရဘူးပေါ့နော်ဒါကြောင့်အနက်ရောင်လေးနဲ့ပို့ပြီးထင်ရှားသွားအောင်လို့ထပ်ပြီးတော့ချဲပြလိုက်တယ်ပေါ့နော်မတ်စကာရာလေးနဲ့အောက်မျက်တောင်မွေးလေးကိုဆိုပြလိုက်တယ်မျက်တောင်တူလေးတက်ပြီးရင်ပါးနီလေးချက်ပါမယ်ပါးနီလေးကတော့အကုန်အဖြော့ရောင်ပေါ့နော် brush လေးနဲ့အရောင်စုံရောပြီးတော့ပါးနှစ်ဖက်မှာချက်ပေးလိုက်တယ် eyeshadow palette ထဲကခင်းရောင်လေးကိုထပ်ယူပြီးတော့ပါးနှစ်ဖက်နှာခေါင်းထိပ်နေရာတွေကိုထပ်ပြီးတော့ခင်းရောင်ထင်းအောင်လို့ထပ်ချက်ပေးလိုက်တယ်နှာခမ်းတွေကတော့ဒီလို3ရောင်လာတယ်3ရောင်ထဲကဒီ makeup look ကိုဘယ်အရောင်ကပိုလိုက်ဖက်လဲဆိုတာကိုဆိုကြည့်ပါမယ်နော်သူကတော့ဒီလိုကတိပါသားလေးလိုနုံနုံညံ့ညံ့လေးပေါ့နော်အရောင်လေးကတော့အနီရောင်လေးဒီအရောင်လေးကတော့လှတယ်ဒါပေမဲ့ဒီ makeup look နဲ့တော့အရင်မလိုက်ဖက်သေးဘူးပေါ့နော် makeup man လေးအရင်တက်ပြီးတော့အမဲအတူလေးတို့ပေးလိုက်မယ်ဒါလေးကတော့ဒီအနီရောင်လေးနဲ့တွဲထားတဲ့ဒီ look ရဲ့ပုံစံလေးပေါ့နော်ပြီးရင်တော့ဒီပန်းရောင်လေးကိုဆန်းဆိုးကြည့်မယ်နော်ဒီအရောင်လေးကခူးထုံးဖြစ်လို့ဒီ makeup look လေးနဲ့တော်တော်လေးလိုက်ဖက်တယ်လို့ခံစားရတယ်နော်နောက်ဆုံးအရောင်လေးကတော့ဒီလို nude color လေးပေါ့နော်ဒီအရောင်လေးကလည်းတမျိုးလေးအရင်လာတယ်ပေါ့နော် Agri ဆိုးပြသွားတဲ့3ရောင်ထဲကဘယ်ရောင်နဲ့အလိုက်ဖက်ဆုံးလဲဆိုတာလည်းခုမှရေးပေးခင်နော်ဒီ makeup look ထဲမှာ Agri 3ပြသွားတဲ့အဓိက product လေးတွေကိုစိတ်ဝင်စားကြရင် Cocos မြန်မာ page ကနေမှာယူလို့ရပါတယ်နော်